တခါတော့ကချမ်းသာကြွယ်ဝတဲ့အတိုင်းဝိုင်းဖြစ်တဲ့တွန်ဝေါ်ကာတို့မိသားစုဟာအစားပိုင်းမှာတော့ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။အဲဒီနောက်အရွယ်ရောက်လာတဲ့တွန်ကိုစိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးနေတာကိုတွေ့ရပါတယ်။တွန်ဟာစိတ်ကျန်းမာရေးဆေးရုံမှာနှစ်ပေါင်း20ကာလကြာအောင်နေထိုင်ခဲ့ရပြီးဒီနေ့မှာတော့ဆေးရုံကဆင်းရတော့မှာဖြစ်ပါတယ်။တွန်ရဲ့ကလေးဘဝဟာတာမန်မဟုတ်ခဲ့ပါဘူး။မိခင်ကတွန်ငယ်စဉ်ကတည်းကဆွန့်ခွာသွားခဲ့ပြီးအကိုဖြစ်သူအဲလက်ကလည်းထောင်ကျနေပါတယ်။မကြသေးမီကလည်းသူ့ရဲ့ဖခင်မီလီယံနာကြီးဟာကိုအဆုံးစီရင်သွားခဲ့ပါတယ်။ဖခင်မရှိတော့တဲ့နောက်တွန်ဟာမိသားစုပိုင်ပစ္စည်းအမွေအားလုံးကိုဆက်ခံလိုက်ရပါတယ်။ဆေးရုံကမစင်းခင်တွန်ဟာဆရာဝန်နဲ့နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ပါတယ်။တွန်ရဲ့စိတ်ဟာဖခင်တည်ဆုံခြင်းဟာသူ့ကြောင့်လို့စိတ်ဆွဲနေခဲ့ပါတယ်။သူ့အဖေဟာသူ့အတွက်အရှက်ရခဲ့ပြီးသူဆေးရုံကဆင်းမဲ့သတင်းကြောင့်ကိုအဆုံးစီရင်သွားတယ်လို့သူကယုံကြည်နေခဲ့ပါတယ်။ဆရာဝန်ကတွန်ကိုတောက်ရမယ်ဆေးဝါးတွေပေးရင်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေမှာအပြည့်အဝတည်ငြိမ်မှုမရှိသေးကြောင်းသတိပေးလိုက်ပါတယ်။တွန်ဟာဆေးရုံကအလွတ်ဆင်းရတာမဟုတ်ဘဲရက်ပေါင်း30နေအိမ်အကျယ်ချုပ်ချမှတ်ခံရပြီးသူ့ရဲ့အခြေအနေကိုလွတ်ငြိမ်းချမ်းသာခွင့်အရရှိဘရိုဒီကစစ်ဆေးကြည့်ရှုမှာဖြစ်ပါတယ်။တွန်ဟာနှစ်ပေါင်း20ကြာခွဲခွာနေခဲ့ရတဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။အိမ်ကြီးဟာများစွာပြောင်းလဲသွားခဲ့တယ်။ရေကူးကန်ဟာလည်းခင်မီနီးစနစ်နဲ့တပ်ဆင်ထားတာကိုတွေ့ရပါတယ်။ဘရိုဒီကရဲဌာနနဲ့ချိတ်ဆက်ထားတဲ့ဗီဒီယိုဖုန်းတစ်ခုကိုပြပါတယ်။တွန်ဟာအဲ့ဒီဖုန်းကိုနေ့စဉ်ဖြေကြားရမှာဖြစ်ပြီးသူ့ရဲ့မျက်နှာနဲ့အသံကိုကင်မရာကနေ့စဉ်စစ်ဆေးအတည်ပြုမှာဖြစ်ပါတယ်။အကယ်၍10စက္ကန့်အတွင်းမှာတွန်ဟာဖုန်းမဖြေပါကရဲများရောက်လာမှာဖြစ်ပါတယ်။အိမ်ထဲကအပြင်ကိုမထွက်နိုင်အောင်လဲခြေချင်းဝတ်မှာခြေရာခံကိရိယာတစ်ခုကိုတပ်ဆင်ပေးထားပါတယ်။ဘရိုဒီကဆေးညွှန်းအတိုင်းလိုက်နာနေကြောင်းသိကြစီရန်စီးနမူနာကိုပါတောင်းဆိုခဲ့ပါတယ်။ရေချိုးခန်းထဲရောက်နေစဉ်မှာရုတ်တရက်တွန်ဟာဖခင်ရဲ့သေဆုံးသွားတဲ့ခွေးအိုကြီးကသူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။သူဟာတုန်လှုပ်သွားပြီးဒါဟာထင်အောင်ထင်မှားတစ်ခုသာဖြစ်တယ်လို့သူ့ကိုယ်သူသတိပေးလိုက်ပါတယ်။ဆေးရုံကမဆင်းမီတွန်ရဲ့ဆရာဝန်ကသတိပေးစကားတစ်ခုပြောခဲ့ပါတယ်။မင်းရဲ့မျက်လုံးတွေကိုမယုံနဲ့မင်းရဲ့စိတ်ကိုယုံကြည်ပါတဲ့။တွန်ဟာသူ့ရဲ့ဖခင်အမှန်တကယ်ဘာဖြစ်ခဲ့တယ်ဆိုတာကိုဘရိုဒီကိုထပ်ပြီးသေချာအောင်မေးလိုက်ပါတယ်။သူမကကြောက်စရာအမှန်တရားတစ်ခုကိုပြောပြခဲ့တယ်။ရဲတွေဟာဖခင်ရဲ့ရုပ်အလောင်းကိုတွေ့ရှိချိန်မှာခွေရကိုက်စားထားတာကြောင့်ရုပ်အလောင်းမှာဆိုးဝါးစွာပျက်စီးနေခဲ့ပါတယ်။အဲဒီစကားကတွန်ကိုအတော်လေးတုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ဘရိုဒီကမပြန်ခင်မှာတွန်ကိုထပ်မံသတိပေးလိုက်ပါတယ်။အကယ်၍စီကံပြက်ကွက်ခြင်းသို့မဟုတ်စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတစ်စုံတရာပြသပါကစိတ်ကျန်းမာရေးဌာနကိုချက်ချင်းပြန်ပို့ခံရမှာဖြစ်ပါတယ်။လုံးဝလွန်မြောက်ခွင့်ကိုရယူလိုပါကရက်ပေါင်း30အတွင်းမှာစီမင်းအားလုံးကိုအတိအကျလိုက်နာရမှာဖြစ်ပါတယ်။ဘရိုဒီပြန်သွားတဲ့အခါမှာတွန်ဟာအေယာမတိတ်ဆိတ်ငြိမ်သက်တဲ့အင်ကြီးထဲမှာတယောက်တည်းကြံရစ်ခဲ့ပါတော့တယ်။သူ့ရဲ့ပစ္စည်းတွေကိုနေရာချဖို့ပြင်နေတော့မှပဲအိမ်တွင်းဖုံးကရုတ်တရက်မြည်လာပါတယ်။သူကပြန်ဖြေလိုက်တဲ့အခါမှာစကားသံမကြားရပဲမောပန်းလေးလံနဲ့အသက်ရှူသံတွေကိုသာကြားရပါတယ်။သူဟာစိတ်မသက်မသာဖြစ်သွားတာကြောင့်ဖုံးကိုချလိုက်ပါတယ်။အပေါ်ထပ်အိတ်ခမ်းထဲမှာမနေတော့ပဲအောက်ထပ်ကိုဆင်းလာပြီးသူ့ရဲ့ကလေးဘဝအိတ်ခမ်းစီကိုတွားလိုက်ပါတယ်။အခန်းထဲမှာအယုတ်ဟောင်းနေနဲ့အမှတ်တရတွေပြည့်နေစေဖြစ်ရာခတ္တတာစိတ်သက်သာရသွားခဲ့ပါတယ်။မွေးရတစ်ခုကိုချပြီးလဲလျောင်းရင်းပထမဆုံးညကိုငြိမ်းချမ်းစွာဖြတ်သန်းခဲ့ပါတယ်။နောက်နေ့မနက်မှာရဲစခန်းကလှမ်းခေါ်တဲ့ဗီဒီယိုဖုန်းကမိလာပါတယ်။တွန်ကချက်ချင်းဖုန်းကိုကင်လိုက်ပြီးသူ့နာမည်ကိုပြောကကင်မရာမှတစ်ဆင့်ဓာတ်ပုံရိုက်ကန်လိုက်ပါတယ်။ခဏအကြာမှာစီရီယယ်ကုန်နေတာကိုသတိပြုမိပြီးစတိုးဆိုင်ကနေဖုန်းဆက်ပြီးမှာယူလိုက်ပါတယ်။သူဟာမနက်ပိုင်းကိုအိမ်ထဲမှာရေကူးရင်းစကူတာလျှောက်စီရင်ရရှိလာတဲ့လွတ်လပ်မှုကိုခံစားပြီးအချိန်ကိုကုန်ဆုံးစေခဲ့ပါတယ်။ဂျာမီမှာပဲအိမ်ဝါကဘဲမိလာတဲ့မှာယူထားတဲ့ပစ္စည်းတွေကိုလိုက်ပို့တဲ့လင်းလို့ခေါ်တဲ့ကောင်မလေးရောက်လာပါတယ်။တွန်ကသူမကိုချက်ချင်းစိတ်ဝင်စားသွားခဲ့ပေမဲ့သူမကအိမ်ထဲဝင်ဖို့ကြိုးစားတဲ့အခါမှာတော့တားဆီးလိုက်ပါတယ်။မိသူတို့တယောက်ကိုမှအိမ်ထဲကိုဝင်ခွင့်မပြုရဆိုတဲ့စီကံကြောင့်ဖြစ်ပါတယ်။လင်းကတွန်ရဲ့အကြောင်းကိုသိထားပြီးရင်းနှီးကျွမ်းဝင်ပုံပေါ်ပါတယ်။မပြန်မီသူမနှစ်သက်တဲ့တခြင်းစီဒီတစ်ချက်ကိုတွန်ကိုပေးခဲ့တယ်။တွန်ဟာလင်းရဲ့ပုံကိုဆွဲကြည့်ပြီးသူမကိုဖုံးပြန်ခေါ်ဖို့စဉ်းစားပေမဲ့တုံးဆိုင်နေခဲ့ပါတယ်။မကြာမီမှာပဲအိမ်တွင်းဖုံးကထပ်မံမိလာပါတယ်။ဒီတစ်ခါမှလည်းစကားပြောတမ်းမကြားရပဲမောပန်းလေးလံတော့အသက်ရှူတမ်းများနဲ့အတူညှဉ်းညူတမ်းတက်တက်သာထွက်ပေါ်နေပါတယ်။တွန်ကပြန်ခေါ်ကြည့်ပေမဲ့၎င်းဟာပုဂ္ဂလိကဖုံးနံပါတ်ဖြစ်နေပြီးခေါ်လို့မရပါဘူး။တွန်ဟာအမှန်တရားနဲ့ထင်အောင်ထင်မှားကြားမှာစတင်လမ်းပြောင်းနေခဲ့တာဖြစ်ပါတယ်။တွန်ဟာသူ့ကိုယ်သူဓာတ်တွေအားလုံးဟာထင်အောင်ထင်မှားဖြစ်နေတာပဲလို့ပြောရင်တခြားကိစ္စတွေကိုအာရုံပြောင်းမှုကြိုးစားပါတယ်။အဲ့ဒီချိန်မှာပဲ
ဖခင်ရဲ့ခွေးကိုထပ်မြင်လိုက်ရပြီးခွေးကအဲကန်းစီကိုထွက်သွားပါတယ်။သူလိုက်ကြည့်လိုက်တော့ဖခင်ရဲ့ပိုးပွားနေတဲ့ရုပ်အလောင်းကိုခွေးကစားနေတာကိုမြင်လိုက်ရပါတယ်။ကြောက်လန့်တကြားနဲ့တွန်းဟာမျက်လုံးတွေကိုမှိတ်ချလိုက်တယ်။ပြန်ဖွင့်လိုက်တဲ့အခါမှာတော့မမြင်ရတော့ပေမဲ့မလုံးမလဲခံစားချက်ကတော့ကြံ့ရစ်ခဲ့ပါတယ်။တုံလုံးချောက်ချားစွာနဲ့သူဟာဆေးတွေကိုယူတောက်လိုက်တယ်။အဲဒီနောက်အခန်းထဲမှာရှိနေတော့နန်းရံနောက်ကထူးဆန်းတဲ့အတန်တွေကိုသူကြားလိုက်ရပါတယ်။ကြားလိုက်ရတဲ့အတန်တွေနောက်ကိုလိုက်ရင်ဗီဒီယိုတစ်ခုကရုတ်တရက်လှုပ်ခါလာတာကိုမြင်လိုက်ရတယ်။တွန်ကဗီဒီယိုကိုဆွဲပယ်လိုက်တဲ့အခါလျှို့ဝှက်အပေါက်တစ်ခုကိုတွေ့လိုက်ရတယ်။အတွင်းမှာအိမ်တစ်ခုလုံးကိုပတ်ပြီးဖောက်ထားတဲ့ကျင်းမြောင်းတဲ့လျှို့ဝှက်လမ်းကြောင်းရှိနေတာကိုမြင်ရတယ်။နန်းရံတစ်လျှောက်မှာအခန်းအမျိုးမျိုးကိုချောင်းကြည့်နိုင်တဲ့အပေါက်ငယ်တွေဖောက်ထားပါတယ်။မိသူမဆိုအပြင်ကလူမသိအောင်ချောင်းမြောင်းကြည့်ရှုနိုင်ပါတယ်။တွန်ရဲ့အိတ်ခန်းကိုမြင်ရတဲ့အပေါက်ငယ်တစ်ခုလည်းရှိနေတယ်။သူကချောင်းကြည့်လိုက်တဲ့အခါမှာတစုံတစ်ယောက်ကတကားကိုဖွင့်ပြီးအခန်းထဲကိုဝင်သွားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီလူဘသူလဲလို့သူကြည့်နေတော့သူကိုယ်တိုင်ကိုမြင်လိုက်ရတော့ကြောက်လန့်တကြားနဲ့တွန်းဟာထွက်ပြေးလာရင်ဒါထင်အောင်ထင်မှထပ်ဖြစ်တယ်လို့သူ့ကိုယ်သူသတိပေးနေခဲ့ပါတယ်။သူဟာဘရိုဒီကိုဖုန်းခေါ်ပြီးလာပေးဖို့တောင်းပန်လိုက်ပါတယ်။ဘရိုဒီရောက်လာတဲ့အခါမှာတွန်းကထူးဆန်းတဲ့အတန်တွေကိုကြားရကြောင်းပြောပြတယ်။ဘရိုဒီကအဲ့ဒီစကားတွေကိုပေါ့ပေါ့တန်တန်သဘောထားပြီးဒီလိုအိမ်ကြီးအိမ်ဟောင်းတွေဟာတစ်သားတွေကွဲအပ်တန်ပဲ့တင်တန်တွေကပုံမှန်မှာပဲလို့ပြောလိုက်တယ်။အဲ့ဒီညမှာဘရိုဒီဟာသူ့ကိုတွန်းကစိတ်ဝင်စားလို့ခေါ်တာလို့မှတ်ယူလိုက်ပြီးတွန်းကိုနမ်းလိုက်တဲ့အခါမှာတွန်းကစိတ်မသက်မသာဖြစ်ပြီးနောက်ဆုတ်သွားတယ်။တင်းသွားတဲ့ဘွားတော်ဟာတွန်းကိုအပြစ်ပေးတဲ့အနေနဲ့သူ့ရဲ့ဆေးတွေကိုယူသွားခဲ့တယ်။ဆေးမကြောက်ရတဲ့နောက်မှာတွန်းဟာပိုပြီးမတိမငြိမ်ဖြစ်လာခဲ့ပါတယ်။နောက်တစ်နေ့မနက်တွန်းဟာရေငုံနေတော့မိန်းကလေးတယောက်ရေကန်ထဲမှာရေနစ်နေတာကိုမြင်လိုက်ရတယ်။အဲဒီနောက်ရေကူးကန်အဖုံးဟာအလိုအရောက်ပိတ်လာပြီးသူလည်းအနိုင်နိုင်ရုံထွက်လိုက်ရတယ်။ကွန်ထရိုးခလုတ်ကိုစစ်ကြည့်လိုက်တော့တိုင်မှာဖွင့်လာတာကိုမြင်လိုက်ရတယ်။ဝါယာကျိုးဖြုတ်ဖို့ဘုတ်ကိုဖွင့်လိုက်တဲ့အခါမှာအထဲမှာဖန်ပလင်းတစ်ခုကိုတွေ့ရတယ်။အဲဒီဖန်ပလင်းထဲမှာလူရှာတစ်ခုကိုဆေးစိမ်ထားပါတယ်။ကြောက်လန့်တုန်လှုပ်သွားတဲ့တွန်းဟာထင်အောင်ထင်မှားလို့ထပ်မံမှတ်ယူပြီးဖန်ဘူးကိုပြန်ထည့်လိုက်တယ်။အဲဒီနောက်သူဟာအိမ်ပေါ်မှာမိသားစုဗီဒီယိုဟောင်းတစ်ခုကိုတွေ့ပြီးပြန်ကြည့်နေတယ်။အတိတ်ကအမှတ်တရတွေကြောင့်စိတ်လို့ရှားပျော်ရွှင်နေတော့ရုတ်တရက်မြင်ကွင်းပြောင်းသွားပြီးတစ်တာပုံစံမျက်နှာဖုံးဆွထားတဲ့ထူးဆန်းတဲ့အမျိုးသမီးတူပေါ်ထွက်လာတာမြင်လိုက်ရပါတယ်။တွန်ကဗီဒီယိုထဲကသူ့မိဘတွေအခန်းကိုအပြေးလွှာသွားကြည့်လိုက်တယ်။ဗီဒီယိုထဲကရှူတောင်ကိုကြည့်လိုက်တော့နန်းရံပေါ်မှာမှန်တစ်ခုရှိနေတယ်။လျှို့ဝှက်လက်ကန်တစ်ခုလည်းရှိနေလို့ဆွဲဖွင့်လိုက်တဲ့အခါမှာနှစ်ဖက်မြင်မှန်ဖြစ်နေတယ်။အဲ့ဒီရဲ့နောက်မှာကင်မရာတစ်ခုတက်ဆင်လာတာကိုတွေ့လိုက်ရပါတယ်။ဒါတွေကတွန်ကိုပို့ပြီးစိတ်ရှုပ်လာစေပါတယ်။သူ့ဖေဟာအိမ်ထဲမှာဘာကြောင့်လျှို့ဝှက်ကင်မရာတွေတက်ဆင်ထားရတာလဲ။ရဲတွေကဘာလို့ဒါကိုရှာမတွေ့ခဲ့တာလဲတွန်အားတင်နေတယ်။ဇဝေဇဝါနဲ့အခန်းထဲကပြန်ထွက်လာပြီးမှန်ကိုကြည့်လိုက်တော့ဒဏ်ရာတွေနဲ့သွေးတွေပိနေတဲ့သူ့ပုံစံကိုသူပြန်မြင်လိုက်ရတော့ကြောက်ပြီးထွက်ပြေးလာခဲ့တယ်။အိမ်တွင်းဖုန်းကထပ်မြည်လာပြန်ပါတယ်။အရင် private နံပါတ်ဟောင်းပဲဖြစ်ပါတယ်။စကားပြောတာလည်းမကြားရပါဘူး။အဲ့ဒီချိန်မှာစိတ်ချောက်ကြားကြတစ်ခုဖြစ်ပေါ်လာခဲ့တယ်။တွန်ရဲ့အကိုအဲလက်စ်ကိုအိမ်ထဲမှာရုတ်တရက်တွေ့လိုက်ရပါတယ်။တွန်ဟာကြောက်ပြီးနန်းရံနေနောက်ကလျှို့ဝှက်လမ်းကြောင်းထဲမှာပုန်းနေလိုက်တယ်။အဲလက်စ်ကသူ့ကိုရှာတွေ့ပြီးထွက်လာဖို့ပြောလိုက်တယ်။တွန်ကထွက်လာပြီးမယုံကြည်နိုင်တဲ့အကြည့်နဲ့ကြည့်ရင်မင်းဟာထောင်ထဲမှာရှိနေရမှာလေလို့ပြောလိုက်တယ်။အဲလက်စ်ကတင်းငိမ်စွာနဲ့ပြန်ပြေးတယ်။ငါထွက်ပြေးလာခဲ့တာ။တွန်ကမယုံကြည်နိုင်ဖြစ်နေတယ်။အဲလက်စ်ကိုလည်းသူ့ရဲ့ထင်အောင်ထင်မှားတဲ့ကတခုပဲလို့ထင်လိုက်တယ်။ဒါပေမဲ့အဲလက်စ်ကငါမင်းလိုပဲအစ်စ်မှန်ပါကွာလို့ပြန်ပြောတယ်။အိမ်နဲ့ဘလို့ဝင်လာတာလဲလို့တွန်းကားမေးတော့ပရင်းမောက်ကဝင်လာတာလို့ဖြေပြီးသူစီးလာတဲ့ဆိုင်ကယ်ကိုတော့အိမ်ထဲကိုတွန်းသွင်းလိုက်တယ်။တွန်းကအရာရာကိုတန်တရားဖြစ်နေစေပါပဲ။စိတ်မတောက်လို့ဖြစ်လာတဲ့ယူသွမှုတွေလို့စဉ်းစားမိလိုက်တယ်။ရဲစခန်းကဖုန်းကမြည်လာပြန်ပါတယ်။အဲလက်ကချက်ချင်းမဖြေဖို့တိုက်တွန်းတယ်။တွန်းကိုမင်းဟာဒီနေရာမှာရှိမနေသင့်ဘူး။စိတ်ုံကိုပြန်သွားရမယ်ဆိုတာငါနဲ့နဲ့ဆိုင်ဆိုင်သိနေတယ်လို့သတိပေးတယ်။ဒါပေမဲ့တွန်းကသူ့ကိုလစ်လျူရှူကဖုန်းကိုယူပြေးလိုက်တယ်။ဖုံးချပြီးရဲ့နောက်တွန်းဟာအေးဆေးတစ်လုံးတောက်လိုက်ပြီးအိယာဝင်လိုက်တော့တယ်သူ့အမြင်လေးငြိမ်သက်သွားစေဖို့မျှော်လင့်ရင်းနဲ့ပေါ့ဒါပေမဲ့နောက်တစ်နေ့နံနဲ့သူနိုးထလာချိန်မှာမြင်လိုက်ရတာကတော့ပစ္စည်းအလုံးဗျံပရာရှုပ်ထွေးနေပြီးဖခင်ရဲ့ရုံးခန်းတစ်ခုလုံးလည်းရှုပ်ပွားနေအောင်ဖျက်ဆီးခံထားရတယ်ပစ္စည်းတွေအပိုင်းပိုင်းကွဲကျင်နေတယ်ဒါဟာအဲလက်လုပ်ထားတာလားဒါမှမဟုတ်တွန်းကိုယ်တိုင်မသိစိတ်နဲ့လုပ်ခဲ့ပြီးမေ့ပြောက်သွားတာလားတွန်းရဲ့စိတ်ရှုပ်ထွေးမှုဟာပုံမနှဆိုင်လာခဲ့တယ်ခွေးရုပ်ရဲ့မျက်လုံးတွေကိုလည်းထုတ်ယူထားပြီးဖခင်ရဲ့ပုံတူပကြီးကားဟောင်းပေါ်မှာကတ်ထားတာကိုတွေ့လိုက်ရတယ်။အဲလက်ကနောက်ကနေပြန်ပေါ်လာပြန်ပါတယ်။သူဟာတစုံတရာကိုရှာဖွေနေပုံရပါတယ်။အဲ့ဒီချိန်မှာလင်းကဖုန်းခေါ်လာတယ်။တွန်းကဖုန်းပြေတော့အဲလက်ကအနားကပ်ပြီးနားထောင်နေခဲ့တယ်။လင်းကအိမ်ကိုလာလဲမဲလို့ပြောတော့တွန်းကစီးကန်းချက်တွေကြောင့်အရင်ဆုံးညှင်းလိုက်တယ်။နောက်တော့ဘရိုဒီဆေးယူသွားတာကိုသတိရပြီးလင်းကိုဆေးယူခိုင်းဖို့တောင်းဆိုလိုက်တယ်။သူမကချက်ချင်းသဘောတူတယ်။ဖုန်းချပြီးအဲလက်ကိုမတွေ့ရပြန်တော့တွန်းဟာသူ့ကိုအမှန်တကယ်ရှိနေတာလားဒါမှမဟုတ်သူ့စိတ်ထဲကမြင်အောင်နေတာလားဆိုတာကိုမသိကြတော့ပါဘူး
ခဏအကြာမှနန်းရံနောက်လမ်းကြားထဲမှာသူ့အဖေရဲ့ပုတ်ပွားနေတဲ့ပုံစံကိုကြောက်စရာထပ်မြင်ရတော့သူဟာကြောက်လန့်တကြားနဲ့လျှို့ဝှက်လမ်းကြောင်းကိုအလုံးပိတ်လိုက်တယ်။အဲဒီနောက်ရေစင်းကူနေတော့လင်းရောက်လာတယ်။သူမရေကူးကန်ကိုတစ်ချက်ကြည့်လိုက်ပြီးရေးစိတ်နေတယ်လို့ပြောပြတယ်။သူမဖခင်ဟာရေကူးကန်တန်းရှင်ရေလုပ်ခဲ့ပူတာကြောင့်သူမကအခြေအနေကိုနားလည်ပါတယ်။အိမ်ထဲရောက်တော့ရေခဲသစ်တာပေါ်မှာတွန်းဆွဲထားတဲ့သူမရဲ့ပုံကိုတွေ့ပြီးအယမ်းသဘောကျသွားတယ်။သူမကတွန်းကိုစိတ်ဝင်စားစားပြုလာပြီးဖြစ်ပါတယ်။ယူလာတဲ့ဆေးကိုမပေးမီလင်းကလူသက်ခံရတဲ့မိန်းကလေးတဦးရဲ့သတင်းစာဆောင်မတစ်ခုကိုတွန်းကိုပြလိုက်တယ်။တွန်းထန်ကအမှန်တရားကိုကြားကျင်တယ်လို့သူမကပြောတယ်။တွန်းကရင်ဖွင့်စကားကိုစပြောတော့တယ်။သူက73နှစ်သားအရွယ်တုန်းကသူ့တဲ့အသက်ကြီးတဲ့မိန်းကလေးတစ်ယောက်ကိုဆွဲလန်းချစ်ခင်ခဲ့ပါတယ်။သူ့ရဲ့ခံစားချက်ကိုကောင်မလေးကိုဖွင့်ရပြောလိုက်တဲ့အခါမှာကောင်မလေးကလူတွေရှေ့မှာညှင်းပယ်ခဲ့ပါတယ်။ဒါကို Alex သိတော့ဒီကောင်မလေးကိုလက်စားချေရမယ်လို့ပြောတယ်။ဒီနေ့မှာကောင်မလေးအိမ်ပြန်လမ်းမှာတွန်းနဲ့ Alex တို့ဟာသူမကိုချင်းချောက်ဖို့ကြိုးစားခဲ့တယ်။အဲ့ဒီကောင်မလေးကဒေါသတကြီးနဲ့သူတို့ကိုပြန်ပြီးတုံ့ပြန်တယ်။ Alex ရဲ့ဒေါသပေါက်ကွဲသွားပြီးတွန်းကိုမတားဆီးနိုင်အောင်တစ်ပင်မှာလက်ထိတ်ကပ်ချီနှောင်လိုက်ပြီးအဲ့ဒီမိန်းကလေးကိုရင်းနှစ်တက်လိုက်ပါတယ်။တွန်းဟာတားဆီးခြင်းပေမဲ့ဘာမှမတတ်နိုင်ခဲ့ပါဘူး။လူသက်ပြီးနောက် Alex ဟာကောင်မလေးရဲ့ရုပ်အလောင်းကိုမြုပ်နှံဖို့တွန်းကိုအတင်းအကျပ်ကူညီခိုင်းခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း Alex ဟာနောက်ထပ်မိန်းကလေးတဦးကိုလည်းထိုနည်းအတိုင်းတတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူဟာအဖမ်းခံခဲ့ရပြီးထောင်ကျသွားခဲ့ပါတယ်။တွန်းကတော့စိတ်ကျန်းမာရေးဆေးရုံကိုအပို့ခံခဲ့ရတယ်။ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့်တွန်းနဲ့ Alex တို့ရဲ့မိခင်ဟာမိသားစုကိုဆွန့်ခွာသွားပြီးလုံးဝပြန်မလာတော့ပါဘူး။တွန်းကနာကျင်ပွဲရအမှန်တရားကိုလင်းကိုပြောပြနေတဲ့အချိန်မှာ Alex ဟာကွယ်ရာကနေတိတ်တဆိတ်နားထောင်နေခဲ့ပါတယ်။သူ့ရဲ့မျက်နှာထားဟာအေးဆက်နေပြီးနောင်တရခြင်းစိတ်မကောင်းဖြစ်ခြင်းအရေးအယောင်လုံးဝမရှိခဲ့ပါဘူး။ရင်ဖွင့်ပြီးနောက်တွန်းကလင်းကိုပြန်ခိုင်းလိုက်တယ်။လင်းထွက်သွားပြီးနောက်တွန်းဟာဗီဒီယိုဟောင်းတစ်ခုကိုကြည့်နေတဲ့ Alex ကိုတွေ့လိုက်ရတယ်။သူတို့ဖခင်တည်ဆုံးဖို့9ရက်အလိုကရိုက်ကူးခဲ့တဲ့မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ဗီဒီယိုထဲမှာဖခင်ကသူ့ဘာကြောင့်မိမိကိုအဆုံးစီရင်ရတယ်ဆိုတာကိုရှင်းပြထားခြင်းမရှိပေမဲ့စကားတခုကိုတော့ရှင်းရှင်းလင်းလင်းပြောသွားခဲ့တယ်။တွန်းမင်းကြောင့်မဟုတ်ပါဘူးပိုကောင်းတဲ့ဖခင်တရားမဖြစ်ခဲ့တဲ့အတွက်နောင်တရကြောင့်လည်းဝန်ခံခဲ့ပါတယ်ဒီစကားကိုကြားလိုက်ရတော့တွန်းအတွက်ပထမဆုံးအကြိမ်စိတ်ရဲ့ငြိမ်းချမ်းမှုကိုရရှိခဲ့တယ်ဖခင်ဟာသူ့ကိုမုန်းတီးခြင်းမရှိကြောင်းနဲ့သူ့ကြောင့်သေဆုံးခဲ့တာမဟုတ်ကြောင်းကိုသူရှင်းရှင်းလင်းလင်းသိလိုက်ရတယ်Alex ကတော့အမြင်တစ်မျိုးရှိနေတယ်ငါတို့အဖေကမမုန်းခဲ့ဘူးငါတို့အမေကမုန်းခဲ့တာသူထွက်သွားပြီးဘယ်တော့မှနောက်လည်းမကြည့်တော့ဘူးတွန်းက Alex ကိုမင်းလိုချင်တာဘာလဲလို့မေးတဲ့အခါမှာ Alex ကပြပြသားသားပြန်ဖြေတယ်။အဖေကအိမ်ထဲကတနေရာမှာငွေတွေကိုဝှက်ထားခဲ့တယ်။ဒါကိုရှာဖွေဖို့တွန်းရဲ့အကူအညီကိုလိုအပ်နေပါတယ်။တွန်းကညှင်းဆန်တယ်။ငါပတ်စံမလိုချင်ဘူး။ငါဒီရက်30ကိုအသက်ရှင်တန်ကြောဖြတ်ပြီးလွတ်လပ်မှုရယူခြင်းရုံပဲ။မင်းကိုလည်းငါမလိုအပ်ဘူး။အဲ့လိုပြောလိုက်တယ်။ဒေါသထွက်သွားတဲ့ Alex ဟာတွန်းကိုရေနစ်ပြီးတပ်ဖို့ကြိုးစားတော့တယ်။ဒီကူကန်ထဲမှာတွန်းကိုရေနစ်အောင်လုပ်နေရင် Alex ကရုတ်တရက်အရေးတစ်ခုလိုပျောက်သွားပြန်တယ်။အဲ့ဒီချိန်မှာအရာရှိဘရိုဒီယာရောက်လာပါတယ်။ရေဆိုပြီးတုံးလုံးနေတဲ့တွန်းကိုမြင်လိုက်ရတဲ့အခါမှာသူမဟာတွန်းဟာဆေးမတော့ရတော့ကြောင့်ထပ်မံပြီးကြောင်ချောက်ချတွေဖြစ်နေပြီလို့ကောက်ချက်ချလိုက်တယ်။သူမကတနာစိတ်ဝင်သွားပြီးဆေးတွေကိုယူလာပေးမယ်လို့ကတိပေးပြီးထွက်သွားတယ်။ဘရိုဒီထွက်သွားပြီးနောက်တွန်းဟာအဲ့ဒီနေရာမှာပဲအိပ်ပျော်သွားခဲ့တယ်။ညနေပဲနိုးလာတဲ့အခါမှာ Alex ကိုအိမ်နှက်လိုက်ရှာတယ်။ခြေရလက်ရတော့မတွေ့ရပါဘူး။ဆိုင်ကရလည်းပျောက်နေတယ်။ Alex ဟာတကယ်ပဲထင်အောင်ထင်မှတက်တက်လို့သူထင်လိုက်တယ်။လင်းရောက်လာတဲ့အခါမှာတွန်းဟာဝမ်းသာသွားတယ်။သူတို့တွေထိုင်ပြီးစကားပြောကြတယ်။လင်းကရှင်ဖွင့်တယ်။ကြောင်တက်တုံးကအနိုင်ကျင့်ခံရတာတွေကြောင့်သူမဟာကိုယ့်ကိုယ်ထိခိုက်အောင်စူးစမ်းခဲ့ဘူးတယ်။တွန်းရဲ့ခံစားရတဲ့ခံစားချက်တွေကိုနားလည်ချောင်းကိုပြောပြတယ်။တယောက်နဲ့တယောက်ရင်ဖွင့်ရင်သူတို့နှစ်ယောက်ဟာပိုပြီးနီးစပ်လာခဲ့တယ်။အဲဒီနောက်လင်းကရေချိုးကန်းဝင်မှုထွက်သွားတဲ့အချိန်မှာဗီရိုကရွေ့နေပြီးလျှို့ဝှက်လန်းပွင့်နေတာကိုတွန်းကသတိထားမိသွားတယ်။သူဟာရေကူးကန်ရဲ့ control board ကိုအပြေးသွားပြီးဖန်ပလင်းကိုပြန်ပြီးစစ်ကြည့်လိုက်တယ်။အထဲကရှာကတကယ်အစစ်မှန်ဖြစ်နေတယ်။ဒါဟာထင်အောင်ထင်မှသက်သက်မဟုတ်တော့ဘူး။ဒါတွေအမှန်တကယ်ဖြစ်နေတာလို့သူသိလိုက်တယ်။ထိတ်လန့်တုန်လို့စွာတွန်းကဖန်ဘူးကိုရိုက်ခွဲလိုက်တယ်။အထဲကရေတွေဟာကျမ်းမြင့်ပေါ်ကအပေါက်တစ်ခုတည်းကိုစိတ်ဝင်သွားတယ်။သူကကျန်းကင်းများကိုမကြည့်လိုက်တော့မြေရောက်လျှို့ဝှက်ခန်းတစ်ခုကိုတွေ့လိုက်ရတယ်။တုံလုံးနေတဲ့တွန်းဟာအပေါ်ဓာတ်ကိုအလောတကြီးပြန်ပြေးတက်သွားတယ်။လင်းရကျမ်းမြင့်ပေါ်မှာသတိလစ်နေတာကိုမြင်လိုက်ရတယ်။ဆိုရင်တကြီးနဲ့တွန်းဟာအကူအညီတောင်းဖို့သူမကိုအပြင်ကိုတဲထုတ်ရန်စူးစမ်းလိုက်တယ်။အဲ့ဒီချိန်မှာဘရိုဒီဟာဆေးတွေယူပြီးပြန်ရောက်လာတာနဲ့တိုးပါလေးရောသတိလစ်နေတဲ့မိန်းကလေးနဲ့တွန်းကိုမြင်လိုက်ရတဲ့အခါမှာဘရိုဒီဟာချက်ချင်းကောက်ချက်ချလိုက်တယ်။တွန်းဟာမိန်းကလေးကိုထိခိုက်အောင်လုပ်ဖို့စူးစမ်းနေတယ်လို့မှတ်ယူလိုက်တယ်။
သူမကတနတ်ထုတ်ချိန်ပြီးကောင်မလေးကိုအောက်ကိုချထားဖို့ပြောလိုက်တယ်။ရုတ်တရက်အဲလက်ဟာနောက်ကွယ်ကပေါ်လာပြီးဘရိုဒီကိုဓာတ်နဲ့ထိုးတက်လိုက်တယ်။နောက်ဆုံးမှအမှန်တရားကပေါ်ထွက်လာခဲ့ပါတယ်။အဲလက်ဟာထောင်ထဲမှာမရှိခဲ့ဘူး။သူဟာသေဆုံးဟန်ဆောင်ပြီးထွက်ပြေးလာခဲ့တာဖြစ်ပါတယ်။သူဟာအချိန်တိုင်းဒီအိမ်ထဲမှာပဲရှိနေခဲ့တယ်။အဲဒီအချိန်မှာရဲစခန်းကဖုန်းမိလာလို့အဲလက်ကမဖြေဖို့တွန်းကိုပြောတယ်။တွန်းကဖုန်းကိုကောက်ကင်ပြီးဝါယာကိုချက်ချင်းဖြတ်တောက်လိုက်တယ်။ရဲတွေအိမ်ကိုရောက်လာဖို့ဖြစ်ပါတယ်။အဲလက်ဟာလင်းကိုဆွဲယူလိုက်ပြီးတတ်ဖို့ကြံလိုက်တယ်။တွန်းကတောင်းပန်ပြီးစိတ်ပြောင်းလဲဖို့လျှို့ဝှက်အခန်းအကြောင်းကိုပြောပြလိုက်တယ်။ဖခင်ဖွက်ထားတဲ့ငွေတွေဟာအဲ့ဒီနေရာမှာရှိနိုင်တယ်။လင်းကိုလွှတ်ပေးပါကငွေရှာဖို့ကူညီပေးမယ်လို့ကတိပေးလိုက်တယ်။အဲလက်စာမြေရောက်ခန်းထဲမှာဖခင်ရဲ့ငွေတွေရှိနေတယ်လို့ယုံကြည်သွားတယ်။သူဟာလင်းကိုခဏထားခဲ့ပြီးအောက်ကိုဆင်းသွားခဲ့တယ်။ဒါပေမဲ့သူတွေးလိုက်ရတာကငွေမဟုတ်ဘဲနဲ့သူ့ကိုယ်တောင်စိတ်ချောင်းစားစေတဲ့အရာတစ်ခုဖြစ်နေခဲ့တယ်။ Alice ပြန်ရောက်လာတော့တွန်းဟာလင်းကိုထွက်ပြေးဖို့ကူညီနေတာကိုတွေးလိုက်ရတဲ့ဒေါသထွက်နေတဲ့ Alice ကအရင်လိုပဲတွန်းကိုလက်ထိတ်ခတ်လိုက်ပြီးလင်းကိုတတ်ဖို့ပြင်ဆင်တော့တယ်။ဒီတစ်ခါတော့တွန်းဟာအတင်းယုံထွက်လိုက်ပြီးအပြန်အလှန်တိုက်ခိုက်နိုင်ခဲ့တယ်။ဒါပေမဲ့ Alice ကအသာစီးရသွားပြီးတွန်းကိုမြေရောက်ခန်းထဲကိုပစ်ချလိုက်တယ်။အောက်ကိုရောက်တဲ့အခါမှာတွန်းဟာမိကန်တစ်တာတစ်ခုနဲ့မှန်နေကာထားတဲ့အခန်းတစ်ခုကိုတွေ့လိုက်ရတယ်။မှန်ခန်းထဲကိုကြည့်လိုက်တော့ဖုန်းတစ်လုံးရှိနေတယ်။တွန်းကဖုန်းကိုခေါ်ကြည့်တော့အပေါ်ထက်က Alice ကကောက်ကင်တယ်။တွန်းကပြောလိုက်တယ်။အဲမှာမိကန်တစ်တာတစ်ခုတွေ့တယ်။လင်းကိုလှုပ်ပေးရင်အဖေရဲ့ငွေတွေကိုငါရှာပေးမယ်လို့ပြောလိုက်တယ်။အဲ့ဒီချိန်မှာလယ်မင်းမှာတန်ကြိုးချီခံထားရတဲ့တကိုယ်လုံးအားပြက်ပြီးစုပ်ပြက်နေတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပါတယ်။တွန်းဟာလန့်ပြီးအပြင်ကိုထွက်ပြေးတယ်။နောက်တော့မှအဲ့ဒီအမျိုးသမီးရဲ့လက်ကလက်ထက်လက်စွပ်ကိုမြင်လိုက်ရတဲ့အခါမှာသူဟာအရာအလုံးကိုရှင်းလင်းသွားခဲ့ပါတယ်။အမျိုးသမီးကြီးဟာပါဇက်ဟလိုက်တဲ့အခါမှာရှာပြတ်ခံထားရပါတယ်။စကားပြောသံမကြားရတဲ့ဖုန်းခေါ်ဆိုမှုများဖမ်မလင်းထဲကစေးစိမ်ထားတဲ့ရှာအားလုံးဟာယခုတွေးလိုက်ရတဲ့အမျိုးသမီးနဲ့ဆက်ဆက်နေခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကတော့သူတို့လုံးဝထင်မထားခဲ့တဲ့အမှန်တရားဖြစ်တဲ့တန်ကြိုးခတ်ခံထားရတဲ့အမျိုးသမီးဟာတခြားသူမဟုတ်ပါဘူး။သူတို့ရဲ့မိခင်မှာပဲသူမဟာနှစ်ပေါင်းများစွာတည်းကထွက်ပြေးသွားခဲ့ခြင်းမဟုတ်ဘဲနဲ့သူတို့ရဲ့ဖခင်ကလျှို့ဝှက်အခန်းထဲမှာချုပ်နှောင်ထားခဲ့တာဖြစ်ပါတယ်။တွန်းဟာအံ့အားသင့်မှုဝမ်းနည်းမှုတွေနဲ့အတူမိခင်ကိုလှုပ်ပေးပြီးပွေ့ဖက်လိုက်ပါတယ်။ Alice ကလင်းကိုဆွဲခေါ်ပြီးမြေရောက်ကိုဆင်းလာတယ်။မိခင်ကိုမြင်လိုက်တဲ့အခါမှာ Alice ဟာဖက်ပြီးနှစ်သိမ့်လိုက်တယ်။ဒါပေမဲ့ခဏကြာမှသူဟာမိခင်ကိုအနီးကပ်တနတ်နဲ့ပစ်တက်လိုက်တယ်။တွန်းဟာအရန်ကိုစိတ်သက်ဝမ်းနဲ့သွားတယ်။ Alice မှာမိတိခံစားချက်မှမရှိပါဘူး။သူ့လိုချင်တာငွေပဲဖြစ်ပါတယ်။ဒါတွေအားလုံးဟာအဖေအမပဲ။ Alice ကအရာအလုံးကိုဖခင်ပေါ်ကိုအပြစ်ပုံချတယ်။ "तू ကယူနေခဲ့တာကြောက်စရာကောင်းတာတွေသူလုပ်ခဲ့တယ်။ငါတို့လည်းသူ့လိုပဲဖြစ်လာပြီ။လင်းဘက်ကိုတနတ်ချိန်ရင် Alice ကတွန်းကိုမိကန်တစ်တာဖွင့်ဖို့အမိန့်ပေးလိုက်တယ်။မိကန်တစ်တာပွင့်သွားလို့ငွေတွေကိုနှိုက်ယူနေတော့အာယုံပြန့်လွင့်နေတဲ့အခိုက်အတန့်မှာတွန်းနဲ့လင်းတို့ကသူ့ကိုတိုက်ခိုက်လိုက်ကြတယ်။ရိုးရင်းဆန်ခတ်ဖြစ်ပြီးကြည်စံကပိုက်လုံးကိုမှန်သွားတဲ့အခါမှာပိုက်လုံးပေါက်ထွက်ပြီးမြေရောက်ခန်းတစ်ခုလုံးရေတွေရှန်တက်လာခဲ့တယ်။အခန်းထဲကိုရေတွေပြေးလာတော့လင်းကတွန်းကိုအပေါ်ကိုတက်နိုင်အောင်ကူညီပေးတယ်။ Alice ကတွန်းရဲခြေထောက်ကိုဆွဲထားတော့တွန်းကအပေါ်ကနေကန်ချလိုက်တယ်။အဲဒီချိန်မှာအသက်မသေးသေးတဲ့သူတို့ရဲ့မိခင်ကရေထဲမှာမျောပါလာပြီး Alice ရဲ့လယ်ပင်ကိုတန်ကြိုးနဲ့ပတ်ချီပြီးရေအောက်ကိုဆွဲချလိုက်တယ်။ Alice နဲ့မိခင်နှစ်ဦးစလုံးရေနစ်ပြီးသေဆုံးခဲ့ကြတယ်။တွန်းနဲ့လင်းတို့လည်းအသက်ရှင်ရဲနဲ့အပြင်ကိုရောက်သွားခဲ့တယ်။အဲဒီချိန်မှာရဲတွေလည်းရောက်ရှိလာခဲ့ပါတယ်။နောက်ဆုံးမှာတော့အမှန်တရားဟာအားလုံးပေါ်ပေါက်လာခဲ့တဲ့အိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေအနိုင်ကျင့်မှုတွေလိမ်ညာမှုတွေအဲ့ဒီဖြစ်ပျက်တွေကြားထဲမှာတွန်းဟာစိတ်သက်သာရာတစ်ခုကိုစတွေးခဲ့ပါတယ်အဖြစ်ပျက်တွေဟာအတိတ်ကရောအခုရောသူ့ရဲ့အမှားလုံးဝမဟုတ်ခဲ့ပါဘူးအားလုံးဟာစိတ်ဖောက်ပြန်ယူသွနေတဲ့သူတို့ဖခင်ရဲ့လှုပ်ဆောင်ချက်များသာဖြစ်ခဲ့ပါတယ်ဖခင်ရဲ့ယူသွမှုဟာသူတို့အားလုံးကိုပျက်စီးစေခဲ့တာပဲဖြစ်ပါတယ်ဇလန်းလေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီ။နောက်ကိုလည်းဒီလိုကြည့်လို့ကောင်းတဲ့ဇလန်းလေးတွေတင်ဆက်သွားအောင်မှမို့ Movie by Chichi Channel လေးကို Like and Subscribe လေးလုပ်ခဲ့ကြအောင်နော်။ See you